လွယ်မိုင်းလို့ပြောလိုက်တာနဲ့အများစုကတော့တောင်စလက်ပန်းနေနဲ့တွဲမြင်ကြမယ်လို့ထင်ပါတယ်ရှမ်းပြည်နယ်ဟိုပုံမြို့စံမူးကြီးရွာမှာတည်ရှိပြီးပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ8250ရှိပါတယ်တောင်စလက်ပန်းတွေကတောင်ပေါ်အမြင့်ပိုင်းတွေမှာပဲပွင့်ကြလို့အနီးကပ်မြင်ချင်ရင်ကိုယ်တိုင်စူးစမ်းပြီးတက်ကြည့်မှမြင်ရတာမျိုးပေါ့တောင်စလက်ပန်းတွေကိုအွန်လိုင်းပေါ်မှာပဲမြင်ဘူးပြီးအပြင်မှာမမြင်ဘူးသေးတာကြောင့်အခွင့်ရတာနဲ့ကိုယ်တိုင်သွားကြည့်ဖို့လွယ်မိုင်းတောင်ပေါ်တက်ခဲ့ပါတော့တယ်စံပူးရွာကိုအောင်မွေးအိမ်တွားနေပါတယ်ရန်ကုန်ကနေစံမူးကြီးရွာကိုရောက်ကြတော့နေခံကိုအိမ်မှာရေမိုးချို့ဝတ်စားလဲလိုအပ်တာတွေထုတ်ပိုးပြီးတောင်ပေါ်တက်ဖို့စတင်ပြင်ဆင်ကြပါတော့တယ်let's go မကြပါမယ်အခုဆိုရင်တော့ကျွန်တော်တို့ခုနလေဒီကောင်ကနေဖြတ်လာပြီးတော့တော်လန်းထဲကိုစဝင်လာပါပြီစံမူးကြီးရွာရဲ့အဓိကစိုက်ပျိုးရေးတွေမှာကော်ဖီလဲပါဝင်ပြီးရွာကထွက်ကော်ဖီတွေလိုပဲရေတွေကောင်းမှကြပါတယ်စံပူးရွာကနေမိနစ်20ခန်းရှောက်ပြီးသွားတော့လွယ်မိုင်းတောင်သူဆိုတဲ့လမ်းညွှန်ဆိုင်ဘုတ်ကိုစတွေ့ပြီးဒီနေရာမှာခဏနာမောဖြစ်ရင်အနောက်မှာကြံနေတဲ့တပ်ဖွဲ့ကိုခဏဆောင်ပါတယ်ပြီးတော့မှသူတို့ဘာလို့9မိနစ်လောက်ပြတ်ချင်တယ်လဲသိရပါတယ်အဲ့ဒါကတော့အကိုတယောက်ရေချိုးရာကနေအပူငုံပြီးဖျားခြင်းလို့ဖြစ်တော့လာပါပဲဒီနေရာမှာတတိပေးချင်တာကတော့အပူပိုင်းဒေတာကနေအေးပိုင်းဒေတာကိုသွားတဲ့အခါ body temperature ကိုသိချသိနေကြပါပါဒါနဲ့ပဲပါလာတဲ့အသီးတွေစားလိုက်ဖြည်းဖြည်းချင်းတက်လိုက်ကြတယ်တယောက်ကိုတယောက်ဖေးမှခုန်ကြရင်ပေါ့တောင်တက်တဲ့ခါအမြင့်ကိုရောက်လာလို့ကိုပင်မလာလို့ဆိုပေမဲ့အဲ့ဒီအမြင့်ကနေမြင်ရတဲ့ရှုခင်းနဲ့တန်ရှင်းလက်ဆက်တဲ့လေအေးအေးတွေကြောင့်မောပန်းကတဲ့မြပြန်လေတီးပြောင်းသွားရဆိုတာတောင်တက်ရတဲ့အနှစ်သာရတွေထဲကတစ်ခုပဲပေါ့ဟုတ်ဆိုကျွန်တော်နားရဲ့နေရာတစ်ဖြတ်ရောက်ပါပြီနားမှာခဏတစ်ဖြတ်ပါပေါ့ဒါကတော့တောင်ထိပ်ရောက်ဖို့အတွက်လမ်းတစ်ဝက်ပါအရှိမဆက်သွားရမယ့်လမ်းကတတန်းချို့အပင်ကြီးတွေနဲ့အုပ်ဆိုင်နေတဲ့တောအုပ်လေးဖြစ်ပြီးကျွန်တော်အရန်ကိုသဘောကျမြတ်တက်ခဲ့ရတဲ့နေရာလေးပါအတောလေးကြော်ပြီးရင်တောင်ထိပ်ကိုရောက်ပါပြီလောပါညနာပါပဲလေဘက်ကိုကြော်သွားညနာပါပဲလေဘယ်နားမှာလဲကိုတောင်ကကြော်လို့သွားမယ်ဟောဟိုဖျားသေးလားဟောဟိုအောက်ကကြီးကမမြင်အောင်နော်ကျွန်တော်တို့ဒေါ်လာနဲ့ကိုစားရောက်တဲ့ချိန်တောင်ထိပ်ရောက်တဲ့သူတွေလည်းရောက်နေကြပါတယ်အပင်တိုင်းလူလူရဲ့ပင်စီတွေမှာ moss တွေပေါက်နေကြပြီးစိမ့်ဆူလှပါကကြည့်လို့မဝအောင်ပါပဲတောင်တရင်ရေစာလာတဲ့အခါတောက်စရာတောင်ကြရေလည်းရှိပါတယ်ဒီတောင်ကြရေဟာအပင်တွေချောင်းတာရရှိနေတာဖြစ်ပြီးအနက်အရသာမရှိပဲရေခဲရေလိုအေးမြနေပါတယ်ရောက်ခဏဒီမှာတောင်ထိပ်မှာစမ်းဆက်ကြည့်ရအောင်မယ်ဆိုတာသတိရပြီးအမြန်ပြေးတက်ခဲ့ပေမဲ့စမ်းဆက်ကဝင်ကနေရမ်းမြန်ပါတယ်ကျွန်တော်စမ်းဆက်မိအောင်အမြန်ပြေးတက်ပေမဲ့စမ်းဆက်ကဝင်သွားပါပြီစမ်းဆက်မရရင်တော့စမ်းဆက်ရမယ်ပေါ့နော်မင်းတို့ကြာဆော့ဆော့ထားပြီးတော့မမောင်ခင်ပစွန်စီအောင်တန်းနေတဲ့ကောင်းကင်ကြီးကိုခဏကြည့်လိုက်ရတာတော့မျက်လုံးထဲမှာတိတ်ကိုအရသာရှိပါတယ်နေဝင်သွားတာနဲ့အတူကျွန်တော်တို့လည်းတောင်ထိပ်ပေါ်ကိုရောက်ပါပြီရှယ်မိုက်တယ်ဗျာတော်တော်လှတာပါယူပါတော်တော်ကျင်တယ်လေရတဲ့တကုံတိုက်ပြီးအေးစိန်နေတာပဲ
ပေ8000ကျော်အမြင့်ကိုစ조사ပြီးတက်ခဲ့တာဒီတောင်စလက်ပန်းတွေကိုအခုလိုအနီးကပ်မြင်တွေ့ခြင်းလို့ပါတောင်ထိပ်ကနားရက်လေးကိုရောက်ကြတဲ့အခါအထုပ်တွေချအနွေးတွေဝကြပြီးညစာစားကြပါတယ်စားပြီးကြတဲ့သူတွေကလည်းတချင်းဆိုသူဆိုစကားဝိုင်းဖွဲ့ကြသူဖွဲ့ကြဲကြည့်သူကြည်နဲ့တညတာကိုကုံဆုံးကြပါတယ် ညနေလာတော့တူတူတက်လာကြသူအားလုံးတွေကစရက်တဲ့အိတ်ကြပြီး၃ယောက်လောက်ကတော့စရက်အပြင်မှာတက်နေအိမ်ပါတယ်ကျွန်တော်ကတော့လိုက်ပို့တဲ့နေရာနေစီသွားပြီးစကားဝိုင်းဖွဲ့ရင်သူတို့နဲ့ပဲတောအုပ်ထဲမှာတူတူသွားအိတ်လိုက်ပါတယ်ဒေသအစ်တစ်ခုကိုသွားတဲ့အခါအဲ့ဒေသအကြောင်းကိုအချိန်နည်းနည်းအတွင်းမှာမြင်များသိချင်ရင်ဒေသခံတွေနဲ့စကားများများပြောခြင်းကအကောင်းဆုံးနည်းလမ်းပါပဲ ဒီပြင်ပေါ်မှာပဲအိတ်လိုက်ပါတယ်။တော့ share ပဲတဘာဝရတာရတယ်။နောက်တနေ့မနက်မှာတော့ sunrise ကိုထားကြည့်ပေမဲ့လေအရန်ကြမ်းပြီးမြူတွေတိမ်တွေဖုံးသွားတာကြောင့်ကောင်းကောင်းမကြည့်ခဲ့ရပြန်ပါဘူး။ဒီလိုနဲ့တောင်စလက်ပန်းတွေကိုပဲအဝထက်ကြည့်ခဲ့ပြီးတောင်ပေါ်ကနေမနက်၈နာရီခွဲမှာပြန်ဆင်းခဲ့ပါတယ်။တောင်ထက်ရောက်ဖို့ဆိုတာလမ်းတစ်ဝက်မှာအရှုံးပေးအားလျှော့ခြင်းနဲ့ကိုယ့်ရဲ့စိတ်ကိုကိုယ်တိုင်အနိုင်ယူလိုက်နိုင်မှသာရောက်တာပါ။ဒီတော့တောင်တက်တယ်ဆိုတာနောက်တစ်မျိုးပြောရရင်အရှုံးပေးခြင်းလာတဲ့ကိုယ့်ရဲ့စိတ်ကိုအနိုင်ယူလိုက်ခြင်းပါပဲ။